မင်္ဂလာပါကျွန်တော်ရဲ့ The Fingook Channel ကနေကြိုဆိုလိုက်ပါတယ်ဗျာသမင်းမိုင်စမဲ့ရှောက်ဘလူးရွက်ချက်သားဟင်းချက်ပြမှာဖြစ်ပါတယ်ဗျာ let's go ကျွန်တော်ရင်ဆောင်ရှောက်ဘလူးရွက်ကိုတစ်ခုမှာဖြစ်ပါတယ်ဗျာဒါကတော့သူ့ရဲ့ပုံစံပေါ့ဗျာကျွန်တော်ပြပေးထားပါတယ်ဗျာရလာတဲ့ရှောက်ဘလူးရွက်ကိုရေနဲ့အရင်ဆေးပေးလိုက်ပါမယ်ဗျာပြီးတော့ရင်ကျွန်တော်ကချက်သားကိုရေနဲ့အရင်ဆေးပေးလိုက်ပါမယ်ဗျာဒီနေရာမှာချက်သားကတက်ရှိမီတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့နှစ်ခါပဲရေနဲ့ဆေးပေးလိုက်ပါတယ်ဗျာကျွန်တော်တို့လောက်ထားပြီးသားချက်သားကိုစားစနွေမောက်ချုံမောက်ရဲထည့်ပေးပါမယ်ဗျာပစုံငပိနဲ့ငယ်ထည့်ပေးပါမယ်ဗျာချက်သားထဲမှာကျွန်တော်တို့ထည့်ပြီးတော့ရင်တော့လက်လေးနဲ့နယ်ပေးပါမယ်ဗျာဒီနေရာမှာကျွန်တော်တို့ချက်သွန်နီနှလောင်းပါမယ်ချက်သွန်ပြူနှလောင်းပါမယ်ဗျာချက်သွန်နီလေးကိုကိုယ်ဆက်ကြဒီနေရာမှာပပလေးလှီးထားပေးလို့ရပါတယ်ဗျာဒါကတော့ကျွန်တော်လှီးထားတဲ့ချက်သွန်နီလေးပါဗျာပြီးတော့ရင်ငရောက်ဒီဇိုင်းနဲ့ငယ်ပါမယ်ဗျာငရောက်ကောင်းပါမယ်ဗျာငရောက်ဆောင်မှာငရောက်ဒီဇိုင်းနဲ့ငရောက်ကောင်းထည့်ပေးပါမယ်ဗျာကျွန်တော်တို့ချက်သွန်နီထည့်မယ်ချက်သွန်ပြူထည့်မယ်ဗျာကျွန်တော်တို့ငရောက်ဆောင်ထဲမှာအကောင်လုံးထည့်ပြီးတော့ရင်တော့ထောင်းပေးပါမယ်ဗျာဒါကတော့ကျွန်တော်တို့ထောင်းထားတဲ့အနေထားပေါ့ဗျာပြီးတော့ရင်ကျွန်တော်တို့အိုးလေးတည်ပြီးတော့ဂဲလေးဖွေးပေးပါမယ်ဗျာအိုးထဲမှာကျွန်တော်တို့စီရင်နဲ့ငယ်ထည့်ပေးပါမယ်ဗျာကျွန်တော်တို့ထောင်းထားတဲ့စာပလာတွေထည့်ပေးပါမယ်ဗျာစိုးလေးနဲ့မွေထားပေးမယ်ဗျာပြီးတော့ရင်ကျွန်တော်တို့နှက်ထားတဲ့ချက်သားကိုထည့်ပေးပါမယ်ဗျာစိုးလေးနဲ့ပြန်ပြီးမွေထားပေးပါမယ်ဗျာရေနဲ့ငယ်ထည့်ပေးပါမယ်ဗျာစိုးလေးနဲ့မွေပြီးတော့အဖောင်းလေးအောက်ထားပေးပါမယ်ဗျာကျွန်တော်တို့အဖောင်းလေးဖွေးပြီးတော့နောက်ဆောက်မှာရှောက်ဘလူးရွက်လေးပြူထည့်ပေးပါမယ်ဗျာအဖောင်းအောက်ပြီးပကံထဲမှာထက်အရင်ကိုစားလို့ကောင်းတဲ့ရှောက်ဘလူးရွက်ချက်သားဟင်းရလာပါပြီဗျာစောင့်ကြည့်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ